မင်္ဂလာပါရှင် အနောက်ဘလုံးထဲတော့ပိုင်းစုမှာကြိုဆိုပါရရှင်တင်းရဲ့ ace ပြန်လာနိုင်မလားဆိုတာကိုဒီနေ့ကြည့်ပြတော့မှာဖြစ်ပါတယ်ရှင် okay ဒါလေးကတော့ပိုင်း1မှာဒါလေးကပိုင်း2ဖြစ်ပါတယ်ဒါလေးကပိုင်း3ဖြစ်ပါတယ်ရှင်တင်းရဲ့ကြိုက်နှစ်သက်ရာ crystal တစ်ခုခုဒါမှမဟုတ်ရင်တင်းကိုဆွဲဆောင်နေတဲ့ crystal တစ်ခုကိုတင်းရဲ့တတိချာလေးအာရုံပြုတ်ပြီးတော့စိတ်ရည်လေးထားပြီးတော့ရွေးချယ်လိုက်ပါရှင် okay တင်းရွေးချယ်ပြီးဆိုလို့ရှိရင်တင်းရဲ့ reading အဖြေလေးကိုနားထောင်နိုင်ပါတယ်ရှင် okay ပထမဆုံးပိုင်း1လေးကိုစလိုက်ကြရအောင်ဖိုင်ဝါလေးမင်္ဂလာပါရှင်သိရင် ace ကပေါ့နော်ပြန်လာနိုင်မလားပေါ့ပြန်လာနိုင်မလားဆိုတော့သိ ace ကပေါ့နော်သိ ace ကပြန်လာဖို့တော့သူတွေးပါလိမ့်မယ်ဒါပေမဲ့လေတင်ရလေနောက်ထပ်အသစ်တစ်ယောက်ကိုသာလေရွေးချယ်မိတာမျိုးဆိုမြင်ရပါတယ် ace ကပြန်လာနိုင်ပါတယ်ဒါပေမဲ့တင်ရဲ့ရွေးချယ်မှုကတော့နောက်ထပ်လူသစ်တစ်ယောက်ကိုတင်ရွေးချယ်ဖြစ်ပါလိမ့်မယ်ရှင်ace ကတချို့ပေါ့နော်ဖိုင်ဝါလေးတွေလာရွေးမိတယ်တချို့တော့ပေါ့နော်တချို့တော့ရဲ့တင်းတို့ရဲ့ ace ဒီသူ့အနေနဲ့သူ့ရဲ့ဘဝမှာသူ့အနေနဲ့သူနေတယ်တင်းကိုလွမ်းတယ်တင်းကိုသတိရတယ်ဒါမျိုးပေါ့နော်ဒါပေမဲ့တင်းစီကိုစကားလာမစားဖြစ်ဘူးတင်းစီကိုမလာဖြစ်ဘူးပေါ့ဒါမျိုးရှိလိမ့်မယ်ဒါပေမဲ့ဖိုင်ဝါကိုရွေးချယ်တဲ့တချို့တော့ဒီကြပြန်တော့လေတင်းတို့ရဲ့ ace ကတင်တို့စီကိုပြန်လာဖို့ဆက်သွယ်တာမျိုးဒါမျိုးတွေရှိတတ်တယ်ဒါပေမဲ့ဖိုင်ဝမ်လေးတွေလာရွေးမိရဲ့လူတော်တော်များများကပေါ့နော် ace ကတင်တို့ကိုပြန်ဆက်သွယ်လာနိုင်ပေမဲ့လည်းတင်တို့ကလူတစ်ကိုပဲရွေးချယ်မိတာမျိုးပေါ့နော်နောက်တချို့လူတွေကလည်းအဲ့လို ace ပြန်လာမလာတင်က ace ကိုတတိရတယ်လွမ်းနေမှန်နေဒါပေမဲ့တကယ်တမ်းrelationship ထဲကိုပြန်သွားမယ်ဆိုရင်လူတစ်ကိုပဲတင်ရွေးချယ်မှာပေါ့ဆိုတာမျိုးပေါ့နော်အဲ့လိုလူမျိုးတွေဖြစ်ပါလိမ့်မယ်ရှင် okay ဒါတော့စုမြင်တော့ပါပဲ okay ဖိုင်2လေးတွေစလိုက်ကြရအောင် okay ဖိုင်2လေးတွေမင်္ဂလာပါရှင်ဖိုင်2လေးတွေတင်ရဲ့ ace ပေါ့နော်ပြန်လာနိုင်မလားပေါ့ပြန်လာနိုင်မလားဆိုတော့တင်ရဲ့ ace ကပြန်လာနိုင်ချေရှိပါတယ်ဒါပေမဲ့နည်းနည်းအချိန်တော်ကြာလေးစောင့်ရပါလိမ့်မယ်အချိန်တော်ကြာလေးကြာမှပြန်လာနိုင်မယ်ပေါ့နော်သူ့အနေနဲ့သူတာဝန်ကြီးလက်ရှိလက်တလုံးမှာပေါ့ယခုလက်ရှိမှာတင်းရဲ့ ace ကသူ့အနေနဲ့သူတာဝန်ကြီးယူနေရတဲ့အပိုင်းတွေရှိရဲအဲ့လိုအပိုင်းတွေကိုသူတာဝန်ယူနေရတယ်ပေါ့နော်ဒါကြောင့်မလို့တင်းဘက်ကိုသူစိတ်ရောက်ပင်မဲ့သူတကယ်တမ်းမလဲလာနိုင်သေးဘူးaction မယူနိုင်သေးဘူးပေါ့နော်ဒါကြောင့်မလို့တင်းရဲ့ ace ကပေါ့နော်အချိန်တော်လေးကြာမှသူ့ရဲ့တာဝန်ကြီးသူ့ရဲ့ကိစ္စတွေပြီးပြတ်သွားမှသာလျှင်တင်းစီကိုလှည့်လာနိုင်မှာပါဒါကြောင့်မလို့အချိန်တော်လေးတော့သူကြာပြီးတော့မှသူရောက်လာမယ်ပေါ့နော်ဒါမျိုးကိုတော့စုမြင်ရပါတယ် okay point 3လေးတွေကြည့်ရအောင် okay point 3လေးတွေမင်္ဂလာပါရှင် point 3လေးတွေပေါ့နော်တင်းရဲ့ ace ကတက်စီပြန်လာနိုင်မလားပေါ့ပြန်လာနိုင်မလားဆိုတော့စုဒီမှာမြင်ရတဲ့အမြင်ရတော့တင်းရဲ့ ace ကလေပြန်လာနိုင်ပါတယ် 100% ပေါ့နော်စုဒီမှာမြင်ရတော့ 100% သိကြတယ်တင်းရဲ့ ace ကပြန်လာနိုင်ပါတယ်ရှင်တင်းရဲ့ ace ကလေတင်းကိုသတိရနေသေးတယ်တင်းကိုချစ်နေသေးတယ်တင်းကိုမျက်နှာနေသေးတယ်ဒါပေမဲ့တင်းရလဲပေါ့နော်သူ့ကိုချစ်နေသေးတယ်မျက်နှာနေသေးတယ်သတိရနေသေးတယ်ပေါ့နော်ဒါကြောင့်မလို့တင်းတို့နှစ်ယောက်ကပြန်တွဲပြစ်မယ်လို့ဆိုတော့မြင်နေပေါ့နော်โอเคဒါတော့ဆုံးမြင်တော့ပါပဲအားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲကျမချမ်းသာကြပါစေရှင်